ဗီဒီယိုမှာတော့ကျွန်တော်တို့စင်ကိုမိချောင်းကစင်နဲ့ကောင်းမိချောင်းဆွဲထားတဲ့ဗီဒီယိုပေါ့ဗျာကျွန်တော်တို့အဲ့ဒီချိန်မှာစင်ရောက်လာပါတယ်ဒါကိုကျွန်တော်တို့ကြည့်ချင်းအဖြစ်တော့မိဘမေတ္တာလို့ပဲပြောလို့ရမယ်ဗျပြောမယ်ဆိုရင်ဟိုကဆင်ပေါက်လေးဖြစ်နိုင်နေရှိရမိဘမေတ္တာဆိုတော့တည့်တိုင်းပဲကျွန်တော်တို့ဘာမဆိုရင်ဆိုင်ဝင်နေဆိုတတ်တည်ပဲစင်ကအကောင်ကြီးလို့လုံးနေတာလို့ပြောလို့မြင်ဒါမိဘမေတ္တာကိုပေါ်ကျူးထားတဲ့ဗီဒီယိုပေါ်ပဲဗျဒါမှကြည့်ရင်တော့ပြောမယ်ဆိုရင်တော့နည်းနည်းလေးပေါ်တေးတေးမှတ်ရပါမယ်ကျွန်တော်တို့မိဘမေတ္တာဆိုတာကဘာမှဆိုရင်ဆိုင်ရဲ့တတိကိုဒီဗီဒီယိုကနေပေါ်ပြထားတာပါပဲဗျကျွန်တော်ဗီဒီယိုကိုစနေပြန်ကြည့်မယ်တို့နောက်ပြီးတော့သင်ခန်းစာတစ်ခုရတာကဒီဘက်ချမ်းမှာလူတွေကကြည်နေကြတဲ့ပုံစံဗျနော်တစ်ဖက်မှာတော့ရန်သူနဲ့တိုက်ပွဲဖြစ်နေတဲ့လုံးဝကိုကျွန်တော်တိုက်ပွဲဖြစ်နေပေမဲ့တစ်ဖက်ချမ်းကတော့သူ့ရဲ့မျက်စိပဒေတာအနေနဲ့ကြည်နေကြတာဟာတာသဘောမျိုးနဲ့ရီတောင်နေကြတဲ့အတန်ကြီးခင်ဗျားတို့မြင်တွေ့ရမယ်ဗျတစ်ဖက်မှာတော့ကျွန်တော်တို့လုံးဝကိုအသက်အန္တရာယ်နဲ့လုံးဝကိုသားသမီးရဲ့ကျွန်တော်တို့အခက်အခဲတွေကိုတောကမိနေဖြစ်ရှင်းပေမဲ့တစ်ဖက်မှာတော့ပြောနေကြတယ်ဒီလိုပါပဲကျွန်တော်တို့ဒါတစ်ဖက်မှာအေးတစ်ဖက်မှာပူတယ်အရာအလုံးကကျွန်တော်တို့ပြောမယ်ဆိုရင်ကိုအသားအထီမှာနာတယ်လို့ပဲဒါဆိုရင်ကျွန်တော်တို့ကိုသားမထီတော့တိုးတွေပြောနေကြတဲ့ style ပဲဟိုဘယ်တို့ကိုမှားလဲဘယ်တို့ကိုမှန်လဲလို့ပြောလို့မရဘူးဒါလေးတော့ကျွန်တော်တို့ဒီဗီဒီယိုမှာမြင်ရတဲ့သင်ခန်းစာပေါ့ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်